လုံးမဲမင်္ဂလာပါဗျာနော်ကျွန်တော်ကတော့နဂါလေးဖြစ်ပါတယ်ကဲအားလုံးပဲပေါ့နော်ကျွန်တော်ဒီ view file လေးကိုတွေ့ပြီးစပါနဲ့စိတ်ဤချမ်းသာခြင်းကိုယ်ဤကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရဆန္ဒတွေပြည့်စုံကြပါစေလို့ကျွန်တော်နဂါလေးကဦးစွာပထမနှုတ်ခွန်းဆက်တာကတော့ပြုပါတယ်ဗျာနော်ကဲမိတ်ဆွေတို့ကျွန်တော်ဒီ view file လေးကပေါ့နော်မိတ်ဆွေတို့တွေ view file လေးအဆုံးမှာအကျိုးတစုံတရာရရှိခဲ့ဆိုရင်နံပါတ်1ချက်ဒီ view file လေးကိုအများများပေါ့အောင် share ပေးခဲ့နော်နံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကဏ္ဍလေးကို comment မှန်ခဲ့ခဲ့ပါနံပါတ်3အချက်ကျွန်တော် video အသစ်တွေဒီတိုင်းတွေ့မြင်အောင်ကျွန်တော်ဒီ view file like and follow နဲ့ကူညီပါဒီနေရာမှာတစ်ချက်ပြောချင်တာကဘာလဲဆိုတော့ Telegram သုံးတဲ့သူတွေရှိခဲ့ရင်ဒီဘုက Telegram link လေးကိုထောက်ပြီးတော့ Telegram channel မှာ join မှာဒီ Telegram channel လေးမှာဆိုရင်ပေါ့နော်မိတ်ဆွေတို့အတူအကျိုးရှိစေမဲ့အနိကတခွဲကောင်းနှစ်ခွဲကောင်းနေကုန်စားတစ်လုံးနဲ့တော့လုံးမိုင်ဝမ်းချင်းနေတခွဲကောင်းတွေကိုအလကားမျှဝေပေးမှာmember ခေါ်တဲ့ channel မဟုတ်ပေါက်ပေးတောင်းတဲ့ channel မဟုတ်ဘူးမိတ်ဆွေတို့အတွက်ဒါပေါ့နော်မဟုတ်ဘူးအစီအစဉ်တွေမှာလုပ်ပေးတဲ့ channel လေးဖြစ်တဲ့အတွက်တယောက်ချင်းစီတော့ join ထားပါဗျာနော်သုံးတဲ့သူတွေဆိုပေါ့နော်ရသည်ချင်းပေါက်စီချင်းတို့အမြဲတမ်းတင်ပေးနေတာဖြစ်တဲ့ channel လေးတစ်ခုဖြစ်တဲ့အတွက်အမြဲတမ်း join တင်တဲ့ channel လေးနော်တော့ join ထားကဲအားလုံးပဲဒါဆိုရင်ကျွန်တော်ဒီ Facebook ကအမျိုးတွေအတွက်လဲကျွန်တော်ဒါကူ video file လေးကတနင်္လာနေ့20ရက်နေ့အဖွင့်ပွဲအတွက်လုံးမှတစ်လုံးနဲ့တော့လုံးမှပတ်သိနေတက်ွက်ကောင်းကိုကျွန်တော်ပြောပေးသွားမှာဒါကြောင့်မို့ဒီ video file ကိုမကြော်ဘဲနဲ့ဆုံးခန်းတိုင်အောင်ကြည့်ကြပါကြော်တဲ့သူတွေကတော့ပေါ့နော်ဒါကိုကန်နေကိုပေါ့နော်နေကုန်ပါမနဲ့မထွက်ညနေကစားပါတကွက်ကောင်းဆိုပြီးတော့ပို့ပြီးတော့တင်ရိုက်ပါကိုကီးနဲ့ဝမ်းချင်းနဲ့ကင်တင်ဆော့ပေးပါနော်ကဲအားလုံးပဲပေါ့နော်တခြားမှတ်သားပါဗျာနော်စာရွက်ကလေးပေါ်မလေးကိုအနားမှာယူထားပါကျွန်တော်ပြောမဲ့လုံးဝဝမ်းချင်းလေးကိုတခြားသွားရင်းမှတ်စေခြင်းနဲ့အားလုံးပဲပေါ့နော်ဒါမကြိုက်တော့မှကျွန်တော်ကီးသဘောမျိုးနဲ့ကင်ပြီးတော့ဆော့လို့ရတယ်လူတယောက်နဲ့တယောက်ပေါ့နော်အကြိုက်ကတော့မတူဘူးဒါကြောင့်မလို့ကျွန်တော်ကလည်းကျွန်တော်ရတဲ့ပိုင်နိုင်တဲ့ကဏ္ဍလေးတွေကိုမိတ်ဆွေတို့ကိုမျှဝေပေးမှာမိတ်ဆွေတို့လည်းပေါ့နော်ကြိုက်နဲ့တက်တယ်ဆိုရင်တော့ပေါ့နော်ကစားလို့ရတယ်အမြည်သူတယောက်တို့မှအတင်းမကစားခိုင်းပါဘူးမိတ်ဆွေတို့ကြိုက်နဲ့တက်မှကစားပါကဲဒါဆိုပြောပေးမယ်နေကုန်းသားတစ်လုံးနဲ့တော့လုံးပိုင်ပတ်ပြီး1 chain ကတော့ပေါ့နော်8ပိုင်းပါဗျာနော်တကွက်ကောင်းက8နဲ့ပတ်တိုင်း80နဲ့မှ2နဲ့80နဲ့မှ4လုံးမိုင်ပတ်တီတစ်လုံးနဲ့တော့လုံးမိုင်ပတ်တီကြိုက်နေတဲ့သူတွေအတွက်ကစားလို့ရအောင်တကွက်ကောင်းမင်းအောင်ကအစားကျွန်တော်ပေးခဲ့ပြီးမိန်အောင်ကကတော့80ရဲ့86က8ဘူးရဲ့ဒီကနန်း3ပါးကတော့မိန်အောင်3ကွက်ဖြစ်ပါတယ်เนาะကဲအားလုံးပဲမိတ်ဆွေတို့ကျွန်တော်ဒီမှာပြောချင်စရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်တော့ဗောနော် Telegram အသုံးရင်ဒီဘက်က Telegram link ကို join မှာ Telegram မှာဆိုရင်ကျွန်တော်အလကားပေးတာတွေရှိမယ်မနော်တကွက်ကောင်းအလကားပေးမယ်နေတိုက်ဒီအလကားတင်ထားတဲ့တပတ်စာကတ်ဒီအလကားတင်ပါတယ်ဒီဗီဒီယိုဖိုင်လေးရဲ့အဆုံးမှာလည်းစနေနေ့ကတင်လိုက်တယ်ပေါ့နော်တပတ်စာကတ်မရသေးတဲ့သူတွေအတွက်ကျွန်တော်ထပ်ပြောပြသွားအောင်မယ်ဒါကြောင့်မလို့ဒီ Facebook ကအားပေးတဲ့သူတွေလည်း Facebook မှာအားပေးလို့ရပါပြီပြောမယ်ဗျာနော်ဘာလဲဆိုတော့ကျွန်တော်ရှိမှာအဖွဲ့ဝင်ကြီး2000ကျန်တဲ့အဖွဲဝင်လို့ရပါပြီ။ Viber ဖုန်းနံပါတ်399985 39995လေးရလာရောက်ဆက်သွယ်လို့ရတယ်လို့ကျွန်တော်ရဲ့ Pay Messenger ကလည်းလာရောက်ဆက်သွယ်လို့ရပါတယ်။တဦးတယောက်ချင်းစီမှာ2000ကျပ်သားကျန်တင်ပါတယ်။3ရက်မကျော်ပတ်သီးနဲ့မွေးကနန်းကိုအဓိကကစားနိုင်မှသာလာဝင်ပါအားလုံးအတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်။ယုံကြည်ရင်လာဝင်ပါဗျာနော်မယုံကြည်တဲ့သူတွေမဝင်ပါနဲ့အပတ်စဉ်အပတ်တိုင်းလက်တွဲနေတဲ့သူတွေလည်းဘောနော်ဒါတိတယ်အားလုံးကျွန်တော်ဘလောက်ဒီစူးစမ်းပေးလဲဆိုတာဒီတစ်ပတ်ကဘောနော်တစ်ခွက်ကောင်းနှစ်ခွက်ကောင်းအစားကျွန်တော်မြန်မာတွေကိုထပ်မံပြီးသွားအောင်မှဖြစ်တဲ့အတွက်ကြောင့်မြန်မာဝင်မဲ့သူတွေဒါစောလာရောက်ပြောပေးထားပါဗျာနော်ဒါလေးတော့ပြောချင်ပါတယ်ထိုင်းရနေကျွန်တော်ရှိမြန်မာလာဝင်နေကျွန်တော်အကိုမတွေကျွန်တော်ဘတ်200နဲ့စီစဉ်ပေးထားပါသေးတယ်ဗျာနော်လာရောက်အကောင်လုံးအဆင်ပြေကြအောင်ညောအမြဲတမ်းကူညီနေပါပြီဗျာနော်ကဲဒါဆိုကျွန်တော်တို့ဒီပေါ့နော်ဒါမနေ့ကစနေနေ့ကပြောပေးခဲ့တဲ့တပတ်စာကမကြည့်ရသေးတဲ့သူတွေအတွက်ပြန်ပြောပေးမယ်ဒီ video file ရဲ့အဆုံးမှာလည်းမိတ်ဆွေတို့အကျိုးတစုံတရာရရှိခဲ့တယ်ဆိုရင်နံပါတ်1ချက်ဒီ video file ကို share နံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကဏ္ဍလေးကို comment မှာရေးခဲ့နံပါတ်3ချက်ကျွန်တော် video အသစ်တွေဒီတိုင်းတွေ့မြင်အောင်တော့ဒီ video file like and follow နဲ့လုပ်ခဲ့ဒါအကျိုးရှိမှာနော်ပြီးကြရင်ဒီဘက်က Telegram link ကိုနှိပ်ပြီး Telegram channel ကို join ကဲထိပ်စီး3လုံးအခွေလေးကစာပြောပေးမယ်ထိပ်စီး3လုံးအခွေလေးကတော့ခွန်89ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေလေးဖြစ်ပါတယ်တစ်ဖက်လုံးသာနော်ထိပ်စီးသီးသန့်ဆွဲကျင်တဲ့သူတွေကတနင်္လာအင်္ဂါ2ရက်အတွင်းဆွဲလို့ရပါတယ်ဗျနော်ကဲပေါက်ပရိတ်ကလေးကတော့ကျွန်တော်တို့ပေါ့နော်ဘာပရိတ်လဲဆိုတော့4-9ပရိတ်ဖြစ်ပါတယ်ဒါပရိတ်နှစ်ခုစလုံးကိုလိုက်မယ်ဆိုရင်တော့3ရက်မကျော်ပါဗျနော်ဒီပေါ့နော်40-45 90-95ဆိုတဲ့ကဏ္ဍလေး၄ဘက်ကိုအဓိက main အော်ပြီးတော့ထိုးစေချင်ပါတယ်ကျွန်တော်ခုပြောနေတာ20ရက်နေ့နဲ့24ရက်နေ့အထိပေါ့နော်၄လပိုင်းဖြစ်ပါတယ်နော်ကဲပေါ့နော်၄လုံးအခွေလေးကတော့9-4-9ဆိုတဲ့အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်မွေးကနန်းလေး6ကွက်ကတော့1ဘူးနဲ့6ဘူးကတော့ကျွန်တော်တို့တစ်ကွက်ကောင်းမွေးကနန်းလေးဖြစ်ပါတယ်
32ရယ်39ရယ်48ရယ်59ရယ်ဆိုတဲ့ကဏ္ဍလေး၄ကွက်ကတော့ဒူမိန်အော်မွေကဏ္ဍလေး၄ကွက်ဖြစ်ပါတယ်ကဲမိတ်ဆွေတို့ရေဒီနေ့ DBU file လေးဒီလောက်ပါပဲเนาะ Telegram သုံးတဲ့သူဆိုရင်ဒီဘက် Telegram channel လေးကို join စေခြင်းနဲ့ပြောရတယ်ထပ်နေပါပြီเนาะရှေ့အတိုင်းပါပဲဗျအားလုံးပဲပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတဲ့အခါမှာမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိခဲ့တဲ့အထောက်အကူဖြစ်သွားတယ်အများမြင်အများသိစေခြင်းနဲ့ကျွန်တော်ပေးတဲ့ canal လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရှေ့ရပြောခဲ့တဲ့အချက်ကလေး၃ချက်နဲ့ဒီဗီဒီယိုဖိုင်လေးကိုလုပ်ခဲ့ပါအားလုံးတူကြောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်မိတ်ဆွေတို့လည်းပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ပေါ့နော်အကျိုးတစုံတရာရရှိသွားတဲ့အခါမှာကျွန်တော်လည်းဝမ်းသာရမယ်ဒါကြောင့်မလို့ကျွန်တော်အများမြင်များပေါ့အများ share ခိုင်းရခြင်းဖြစ်တယ်အချက်ကလေး၃ချက်ကိုလုပ်ခိုင်းရခြင်းဖြစ်တယ်အားလုံးပဲဒီနေ့ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့မနေ့ကကျွန်တော်မင်္ဂလာရှိတဲ့နေ့လေးမှာပြန်ဆုံပါမယ်အားလုံးကိုချစ်တယ်နော်ဘိုင်ဘိုင်ပါဗျ